အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကမြောက်ပေးချင်တာကမိမိရဲ့ Facebook ကိုလော့ကျသွားခဲ့ရင် password ကလည်းမမှတ်မိ Gmail ကိုလည်းမမှတ်မိဖြစ်နေတဲ့ညီလေးညီမလေးတွေအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ဒါကို Facebook ကောက်အဟောင်းကိုပြန်ယူတဲ့နီလန်းလေးဖြစ်ပါတယ်ပထမနီလန်းတုံးကတော့မိမိရဲ့တငယ်ချင်းတွေကကိုယ့်ရဲ့အကောက်ကိုပြန်တွေ့ပြီး copy link ကူးပြီးတော့ password လည်းမမှတ်မိ Gmail လည်းမမှတ်မိတာကို copy link ကူးပြီးတော့ပြန်ဦးတဲ့နီလန်းကိုမြောက်ပေးပြီးပါပြီဒီတစ်ခါက copy link ကိုမကူးဘဲနဲ့မိမိရဲ့တငယ်ချင်းတွေကနေမှမိမိရဲ့အကောက်ထဲကိုဝင်ပြီးတော့မိမိရဲ့ Gmail တွေဖုန်းနံပါတ်တွေကိုပြန်ကြည့်ပြီးပြန်ယူတဲ့နီလန်းတွေကိုပြောပြပေးချင်ပါတယ်ဒီပိသားဆရာများအနေနဲ့ကြော်သွားလိုက်ပါမတိရသေးတဲ့ညီလေးညီမလေးတွေအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီမှာကျွန်တော်အကောက်ကိုဖြစ်နေတဲ့သဘာဝကိုပြပါမယ်ကျွန်တော်လည်းဒီလိုမျိုးဖြစ်နေပါတယ်ဒီမှာနှိပ်လိုက်ပါမယ် Facebook ကိုနှိပ်လိုက်ရင်ဒီနေရာမှာ Facebook အကောက်အသစ်ကိုလည်းမဖွင့်ချင်ဘူးဒီလေးညီမလေးလည်းဒီလိုမျိုးမဖွင့်ချင်ဘူးဆိုရင်ဒီကောင်လေးကိုတစ်ချက်နှိပ်ကြည့်ပါနှိပ်ကြည့်လိုက်ဒီမှာဒီနေရာမှာ password ဆိုတာလေးပေါ်နေပါတယ်အဲ့ဒီ password ကိုမမှတ်မိပါဘူးဘယ်လိုလုပ်မလဲအောက်ကဒီ forget password ကိုနှိပ်ရင်လည်းညီလေးညီမလေးတွေမရပါဘူးလုပ်ကြည့်ပါပထမနီလန်းအတိုင်းပထမနီလန်းတော့နှိပ်ရင်ရပါတယ်ဒီတစ်ခါမရပါဘူးလုပ်ကြည့်ပါကျွန်တော်နှိပ်မပြတော့ပါဘူးညီလေးညီမလေးမယုံလုပ်ကြည့်ပါအတိုင်းပြနေရင်တော့မရတော့ပါဘူးဒါဆိုရင်တခြားအကောက်ငွေချင်းတွေကဝင်လိုက်ပါမယ်ကျွန်တော်အကောက်2ကောက်3ကောက်3 4ကောက်ရှိတဲ့အတွက်ဒီမှာဒီကောက်နဲ့လည်းဒီကောင်လေးတွေကိုတစ်ချက်ဝင်လိုက်ပါမယ်ဝင်ပြီးရင်ဘယ်လိုလုပ်မလဲဝင်ပြီးဒီနေရာမှာနာမည်ကိုရိုက်ရှာလိုက်ပါမိမိရဲ့အကောက်အဟောင်းအခုလောကြပါတဲ့ password မမှတ်မိတဲ့အကောက်အဟောင်းရဲ့နာမည်ကိုရိုက်ရှာပေးပါဒီလေးညီမလေးတွေလည်းအဲ့လိုမျိုးကိုကောက်အဟောင်းကိုပြန်လုပ်ခြင်းရင်အဲ့ဒီကောက်အဟောင်းကိုလိုချင်တဲ့အကောက်အဟောင်းကိုပြန်ရှာပါပြန်ရှာပြီးရင်ဒီမှာဒီနေရာကိုအပေါ်လေးနည်းနည်းလေးဆွဲတင်ပေးလိုက်ပါနေရာရောက်လာရင်ဒီမှာဒီကောင်လေးနေရာကိုတစ်ချက်နှိပ်ပေးပါဒီနေရာရောက်လာရင်အပေါ်တင်ပေးလိုက်ပါဒီမှာပါမိမိရဲ့ကောက်ဟောင်းနေကောက်ဟောင်းရဲ့ Gmail ဒီမှာဖုန်းနံပါတ်ရှိပါတယ်ဒီလိုဖုန်းနံပါတ်ကမရှိတော့ဘူးဆိုရင်မိမိရဲ့ဖုန်းနံပါတ်မရှိတော့ဘူးပျောက်သွားပြီဒါပေမဲ့မေ့သွားပြီဆိုရင်တော့မိမိရဲ့ဖုန်းကိုရှိမရှိတော့ပြန်ပြီးကြည့်ပါ Gmail ကိုတော့လည်းဒီလိုပါပဲပြန်ကြည့်ပါပြန်ကြည့်ပြီးဒီကောင်ကိုမှတ်ထားလိုက်ပါဒီ Gmail နဲ့ဒီဖုန်းနံပါတ်ကိုစာအုပ်ထဲမှာရေးပြီးတော့မှတ်လိုက်ပါမှတ်ပြီးရင်ပတ်စုပ်လိုက်ပါပတ်စုပ်ပြီးရင်ဒီနေရာမှာကိုကန် close ဆိုရှိပါတယ်ဒီ browser လေးရှိပါတယ်တချို့မီဖုန်းတွေမှာ browser မရှိပါဘူးဒါကိုမရှိရင်လည်း install တွေနဲ့နည်းကိုကျွန်တော်နောက်မှပြောပြပေးပါမယ်ထားလိုက်ပါဒါကတော့ဖွင့်လိုက်ပါဒီကောင်ထဲကိုရောက်လာရင်ဒီနေရာမှာ Facebook mobile လို့ရိုက်ချလိုက်ပါ MOBILE mobile Facebook mobile ဆိုတာတစ်ချက်ရိုက်ချလိုက်ပါရိုက်ချလိုက်ရင်ဒီမှာ Facebook mobile ဒီကောင်လေးကိုတွေ့ပါပြီဒါလေးကိုနှိပ်လိုက်ပါ
ပေါင်းလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီနေရာမှာအင်္ဂလိပ်စာပြောင်းပါမယ်နှိပ်ပြလိုက်ပါအင်္ဂလိပ်ကိုအင်္ဂလိပ်နှိပ်ပြီးရင်မိမိစောစောကမိမိရဲ့ဖုန်းနံပါတ်ကိုpassword ကို sorry Gmail ကိုတခြားကောက်ထဲကနေရှာပြီးတော့တွေ့တော့ပါပြီတွေ့တော့ရင်ဒီနေရာမှာရိုက်ရှာလိုက်ပါရှာပြီးရင်ဒီနေရာမှာဒါဆိုရင် password ကိုမမှတ်မိဘူးဘယ်လိုလုပ်မလဲpassword ကိုမမှတ်ရင်ဒီမှာအောက်ကဒီနေရာမှာဝင်ရမှာဖြစ်ပါတယ်မိမိရဲ့စောစောက Facebook ထဲမှာဝင်လို့မရပါဘူး Facebook အကောင့်ထဲမှာဝင်လို့မရပါဘူးအဲ့ဒီနေရာမှာ OK password ကိုနှိပ်ပြပါဒီကောင်လေးပေါ်နေပါပြီဒီမှာမိမိရဲ့အကောင့်ဟုတ်မဟုတ်ဆိုတာနှိပ်ကြည့်ပါညီလေးညီမလေးလည်းဒီလိုမျိုးလေးပေါ်နေပါလိမ့်မယ်ညီလေးညီမလေးတို့ရဲ့အကောင့်နဲ့ဒီမှာဖွင့်ထားတဲ့ကောက်တွေအများကြီးရှိရင်တော့အများကြီးပေါ်ပါလိမ့်မယ်ညီလေးညီမလေးတို့ရဲ့ဖုန်းနံပါတ်ဟုတ်လားမဟုတ်လားဆိုတော့တခြားစစ်ပါဟုတ်ရင်နှိပ်ပြလိုက်ပါဒီနေရာမှာပြီးရင်ဒီမှာနှိပ်ကိုနှိပ်ပြပါတစ်ချက်ဒီလေးညီမလေးတို့ရဲ့ဖုန်းနံပါတ်ကဖုန်းထဲမှာရှိသေးတယ်ဆိုရင်ဒါဒီလေးညီမလေးတို့ရဲ့ဖုန်းထဲကိုကုတ်ပို့ပေးပါလိမ့်မယ်ဖုန်းနဲ့ထွက်လိုက်ပါဖုန်းနဲ့ထွက်ပြီးရင်စာရေးတည်ပြန်သွားမယ်ဒီမှာပါဒီကုတ်လေးကိုစောစောကကုတ်တောင်းနေတဲ့နေရာလေးကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်မှန်ကန်အောင်ထည့်ပေးပါပြီးရင်နှိပ်ကိုသွားပေးလိုက်ပါဒီလိုမျိုးလေးထည့်ပြီးပြီဆိုရင်ဒီမှာဒီနေရာမှာစောစောကpasswordမသိတဲ့ဟာကိုဒီကာတာဆိုရင်ရပါပြီမှန်ကန်အောင်ထည့်ပြလိုက်တော့ပါမိမိရဲ့နာမည်နဲ့ခဏန်းလေးတွေတခြားခဏန်းလေးတွေနဲ့မှတ်မိလွယ်အောင်ထည့်ပြလိုက်တော့ပါညီလေးညီမလေးညီလေးတယောက်လည်းမေးထားတာဖြစ်ပါတယ်ညီလေးဒီလိုမျိုးလေးလုပ်လိုက်ပါညီလေး Facebook ထဲမှာအဲ့လိုမျိုးပေါ်နေရင်တော့ Facebook APP ထဲမှာမရတော့ပါဘူးဒီ Google Chrome ထဲမှာဝင်ပြီးတော့ဒီလိုမျိုးလုပ်ရမှာဖြစ်ပါတယ်တကယ်ချင်းအားလုံးလည်းဒီလိုမျိုးလုပ်လိုက်ပါအစီအပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မပြီးသေးပါဘူးဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါဒီနေရာမှာအသစ်ထည့်ပေးလိုက်ပါထည့်ပေးပြီးရင် next ကိုသွားမယ်ခဏစောင့်ပြလိုက်ပါဒီလိုမျိုးလေးပေါ်လာရင်အောက်က continue ကိုတစ်ချက်နှိပ်ပြလိုက်တော့ပါဒါဆိုရင်မိမိရဲ့အကောက်ကိုမှ okay ပြလိုက်ပါရပါပြီခဏစောင့်ပြလိုက်ပါဒါဆိုရင်မိမိရဲ့အကောက်ကိုပြန်ရပါပြီဒီနေရာရပြီဆိုရင်ဖုန်းနဲ့ဆက်ဆုပ်လိုက်တော့ပါအားလုံးကိုဒီလိုမျိုးလေးစုပ်ပြီးရင်ဒီကောင်လေးတွေကိုပြန်ဝင်ကြည့်ပါမယ်ပြီးဒီမှာဒါလေးကိုပြန်နှိပ်ပါမယ်စောစောကpasswordကိုမမိပါဘူးဒါတို့ပြန်နှိပ်ပါမယ်နှိပ်လိုက်ရင်စောစောကGoogle Chrome ထဲကနေpasswordကိုမှတ်ထားတဲ့မှတ်ပြီးတော့ထည့်ထားတဲ့ password ကိုဒီနေရာမှာမှတ်အောင်ထည့်ပြလိုက်ပါ
ဒီလိုမျိုးထည့်ပြီးဒီမှာအောက်က login ကိုဝင်ကြည့်ပါမယ် Okay ဒါဆိုရင်ရပါပြီအားလုံးစင်ပေးကြပါ